Hello မင်္ဂလာပါဗျာဒီနေ့ share ရင်းလုပ်ပေးမှာကတော့ computer reset ဘယ်လိုလုပ်ရမလဲဆိုတာအလွယ်ကူဆုံးနည်းလမ်းနဲ့နားလည်လွယ်အောင်ပြောပြပေးသွားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးပြီးဘေးနားကခေါင်းလောင်းပုံလေးကိုပါနှိပ်ထားပေးဖို့မမေ့နဲ့နော်ကဲဒါဆိုရင်စလိုက်ရအောင် setting ထဲဝင်ဖို့အောက်က start menu ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် setting ကိုနှိပ်ပါဒီနေရာမှာ update and security ကိုနှိပ်လိုက်ပါပြီးရင်ဒီဘက်မှာ recovery ကိုနှိပ်ပါဒီမှာ resetted PC အောက်က get started ကိုနှိပ်ပါဒီနေရာမှာအပေါ်တစ်ခုကမိမိရဲ့ file တွေကိုခြံပြီးတော့ကျန်တာအကုန်ပြတ်ပါမယ်ကျွန်တော်ကတော့ဘာမှခြံပဲအကုန်ဖြတ်မှာမို့လို့အောက်တစ်ခုကိုရွေးလိုက်ပါမယ်တစ်ချက်နှိပ်လိုက်ပါမယ်ဒီမှာက local reinstall ကိုနှိပ်ရပါမယ်ဒီမှာပြထားတာကသင်ရဲ့ file တွေနဲ့ F တွေကိုဖြတ်ပါမယ်နောက်တစ်ချက်က Windows တင်ထားတဲ့ drive ပေါ်က file တွေကိုပဲဖြတ်ပါမယ်နောက်တစ်ချက်ကကွန်ပျူတာထဲမှာရှိတဲ့ file တွေနဲ့ Windows ကိုပြန်လည် install လုပ်ပါမယ်လို့ပြောတာပါနှိပ်ကိုနှိပ်လိုက်ပါလက်တော့ကို power ကြိုးထိုးခိုင်းတာပါ power ကြိုးထိုးလိုက်ပါမယ်ကွန်ပျူတာကို reset လုပ်ရင်ဘာတွေဖြစ်လာမလဲဆိုတာကိုပြောပြတာပါကိုယ်ပိုင် file တွေနဲ့ user account တွေအားလုံးကိုဖျက်ပစ်ပါမယ် setting တွေမှာပြောင်းလဲထားတာတွေအားလုံးကိုဖျက်ပစ်ပါမယ် app နဲ့ program တွေအားလုံးကိုဖျက်ပစ်ပါမယ်ဒီကွန်ပျူတာထဲကနေ Windows ကိုပြန်လည်ထည့်သွင်းပေးပါမယ်လို့ပြောတာပါမှတ်ချက်မှာကဒီလုပ်ငန်းစဉ်ဟာအချိန်ကြာမြင့်မှာဖြစ်ပြီးကွန်ပျူတာဟာ restart ဖြစ်သွားမယ်လို့ပြောထားပါတယ် reset နှိပ်လိုက်ပါမယ်ဒါဆိုရင် reset လုပ်နေပါပြီကြာမှာမို့လို့ဗီဒီယိုကိုကြော်လိုက်ပါမယ်reset လုပ်လို့ပြီးသွားပါပြီနာရီဝက်လောက်စောင့်ရပါတယ်ဒီနေရာရောက်လာပြီဆိုရင် yes ကိုနှိပ်လိုက်ပါ United States ကိုရွေးပြီး yes ကိုနှိပ်ပါဒီမှာလဲ US ကိုရွေးပြီး yes ကိုနှိပ်ပါဒီနေရာမှာ skip ကိုနှိပ်ပါဒီနေရာမှာက I don't have internet ကိုနှိပ်ရပါမယ်ဒီမှာကကျွန်တော်ကတော့ continue with limit set ကိုနှိပ်လိုက်ပါမယ် asset ကိုနှိပ်လိုက်ပါဒီမှာမိမိကြိုက်တဲ့နာမည်ပေးပါကျွန်တော်ကတော့ user လို့ပဲပေးလိုက်ပါမယ်ပြီးရင်နှိပ်ကိုနှိပ်ဒီမှာက password ထည့်ခိုင်းတာပါကျွန်တော်ကတော့မထည့်တော့ဘူးနှိပ်နဲ့ဆက်သွားလိုက်ပါမယ်ဒီမှာလဲဒီတိုင်းထားပြီး asset ကိုနှိပ်လိုက်ပါမယ်asset နဲ့ဆက်သွားမယ်ဒါဆိုရင်ခဏစောင့်လိုက်ပါOkay လက်တော့အသစ်တစ်လုံးဝယ်လိုက်တဲ့ပုံစံအတိုင်းပဲ Windows ပွင့်လာပါပြီဒါဆိုရင်ကွန်ပျူတာကြီးဆက်လုပ်နေတည်သွားပြီထင်ပါတယ်မရှင်းလင်းတာဒါမှမဟုတ်သိချင်တာရှိရင် comment မှာရေးပြီးမေးခဲ့လို့ရပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ